မနေ့အိယာထားချိန်မှာတင်နေစဉ်အမှုမဲ့အမမဲ့လုပ်နေမိတဲ့အကျင့်လေးတွေကရေရှည်မှာတင့်ရဲ့ကြောက်ကတ်ကိုတိတ်တဖိတ်ပြည့်စည်စေနိုင်တယ်ဆိုတာတင်သိပါသလားကြောက်ကတ်ဆိုတာယောဂကျွမ်းမှာလက္ခဏာပြတတ်လို့အခုကတည်းကကျူးတွင်ပင်စင်ဖို့လိုပါတယ်မင်္ဂလာပါ Tips for Health Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့တင်ကြောက်ကတ်ကိုနေ့စဉ်နဲ့အမျှဒုက္ခပေးနေတဲ့မနက်ခင်းအကျဉ်းစိုး၄ခုအကြောင်းကိုပြောပြပေးသွားမှာပါအပြင်းထူပြီးအိမ်နာချက်ချင်းမတော်ပဲစီးကိုဆက်အောင်ထားတတ်တဲ့အကျင့်တက်မှာရှိနေလားအဲ့ဒီလိုစီးကိုအချင်းချာချာအောင်ထားတဲ့အခါစီးရင်ထဲမှာဘက်တီးရီးယားတွေပေါက်ပွားလာပြီးစီလန်းကြောင်ပိုးဝင်တတ်ပါတယ်အဲ့ဒီပိုးတွေကနေတဆင့်ကြောက်ကက်စီကိုကူးဆက်သွားရင်ကြောက်ကက်ရောင်ရမ်းလာတဲ့ကြောက်ကက်ကြောက်တီတာတွေအလွယ်တကူဖြစ်လာနိုင်ပါတယ်နံပါတ်2မနက်ပိုင်းရေအလွန်အလောက်မတောက်ခြင်းတညလုံးအိပ်ဆက်နေတဲ့အချိန်မှာကျွန်တော်တို့ခန္ဓာကိုယ်ကရေဓာတ်တွေအများကြီးဆုံးရှုံးသွားပါတယ်မနက်နိုးချင်းရေမတောက်ဘဲနေလိုက်တဲ့အခါသွေးတွေကပြည့်နေပြီးကြောက်ကတ်ကအစိတ်အတောက်တွေကိုစစ်ထုတ်ဖို့နှစ်ဆပိုပြီးအလုပ်လုပ်ရပါတယ်ဒါကြောင့်မနက်နိုးလာနဲ့ရေသက်အနည်းဆုံးတစ်ခွက်ကနေနှစ်ခွက်အထိတောက်ပေးဖို့လုံးဝမမေ့ပါနဲ့နံပါတ်3အကြိုက်ခင်းပျောက်စီးတွေကိုအလွယ်တကူတောက်ခြင်းမနစ်အိယာထခေါင်းနဲ့ကြိုက်တာဇက်ကြောလီတင်းတာနဲ့အလွယ်တကူဝယ်လို့ရတဲ့အကြိုက်ခဲပျောက်စီးတွေကိုအမြဲတောက်တတ်တဲ့အကျင့်ဟာကြောက်ကတ်အတွက်အယံအန်ဒီများပါတယ်အဲ့ဒီဆေးတွေကကြောက်ကတ်စီးသွားတဲ့သွေးကြောတွေကိုကျင်းစေပြီးရေရှည်မှာကြောက်ကတ်ကိုအပြည့်တိုင်ပျက်စီးသွားစေနိုင်ပါတယ်နံပါတ်4အငန်လွန်ကဲသောနနက်စာများစားခြင်းမနက်စာစားတဲ့အခါစားအလွန်အကျွံပါတဲ့အစားစားပြီးဥပမာအသင့်စားခောက်ဆဲထုတ်လေးစားနယ်ထားတဲ့အသားကြောက်တွေကိုစားသုံးတာကသွေးတိုးစေပါတယ်သွေးတိုးလာတဲ့အခါကြောက်ကက်ထဲကသေးငယ်တဲ့သွေးကြောလေးတွေကိုဖိအားများစေပြီးကြောက်ကက်ရဲ့စစ်ထုတ်နိုင်စွမ်းကိုကျဆင်းသွားစေပါတယ်အခုပြောသွားတဲ့အကျင့်ဆိုးလေးခုထဲမှာတင်ရောက်ပဲအချက်ဒီကိုလုံးမိနေလဲဆိုတာကောမန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ကြောက်ကက်ဆိုတာခန္ဓာကိုယ်အတွက်အရေးကြီးတဲ့အင်္ဂါဖြစ်လို့ဒီနေ့ကစပြီးဂီယူဆိုင်ကြပါနော်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်ချစ်ခင်ရသူတွေကိုလည်းမျှဝေပေးလိုက်ပါအောင်ကျမ်းမာရေးဗဟုသုတတွေအတွက် subscribe လုပ်ထားဖို့မမေ့နဲ့နော်